ဆိုရင်ဒီဆိုတဲ့ဟာလေးမျိုးပြပါတယ်မဖက်နဲ့လေးပို့ကြိုက်ပါတယ် cherry ပေါ့ cherry ပို့ကြိုက်တယ် cherry ပေါ့ cherry ပဲ blueberry chocolate လို့ဘာလို့ပြောင်းရလဲခုမှရတယ်တော့နေလို့chocolate ပေါ့ပူကြိုက်တယ် chocolate cream ပူကြိုက်ပါတယ် cream ပေါ့ so hard cream cream လို့ cream ကြိုက်တာပေါ့ blueberry berry blue chocolate